မြန်မာပြည်ကထွက်တဲ့ဒီတပ်တူကြီးမရှိရင်စမတ်ဖုန်းဒီနဲ့လျှက်စစ်ကားရီထုတ်လုပ်ဖို့မထင်နိုင်ဘူးဆိုတာသင်သိပါသလားကမ္ဘာနီးပညာလောကကိုထိန်းချုပ်ထားတဲ့မြန်မာပြည်ကရှားပါးတပ်တူ10မျိုး 10. Silver. 9. Gold. 8. Antimony. 7. Zinc. 6. Lead. 5. Copper. 4. Nickel. 3. Tin. 2. Wolfram. 1. Rare earth elements. ဒီ10မျိုးထဲမှာဘယ်တပ်တူကမြန်မာနိုင်ငံအတွက်ဝင်ငွေအများဆုံးပေးနေလဲတည်တဲ့သူတွေ comment မှာရေးခဲ့ပါအောင်ဗျာအားလုံးကိုလေးစားစွာဖြင့်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ